Hello ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ KH Channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီပညာတတ်လို့ပြောလိုက်ကျွန်တော်မျိုးလုံးနဲ့ဘာပြင်းမြင်လဲဘွဲဝတ်စုံကြီးတွေဆယ်တန်းအောင်တာဘွဲရတာဒါပဲပြင်းမြင်တာဆိုတော့ဘွဲမရရင်ပညာမဲ့ကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးပြလူတိုင်းရဲ့ပညာတတ်တွေကြီးပဲလူတိုင်းရဲ့ပညာတတ်တွေကြီးပဲနော်ဈေးရောက်နေတဲ့သူကလည်းဈေးရောက်တဲ့တက်ပညာကိုတက်တဲ့ပညာတတ်ပဲကားပြင်နေတဲ့သူကလည်းကားပြင်တဲ့တက်ပညာကိုတက်တဲ့ပညာတတ်ပဲနောက်ဆုံးပုံပုံပြောရင်စိုက်ကားနည်းနဲ့ဦးလေးတောင်မှာစိုက်ကားနည်းနဲ့ပညာတက်တဲ့ပညာတက်ကျွန်တော်စိုက်ကားမနေတတ်ဘူးတက်တဲ့နှစ်တန်းလောက်နေတော့ကျွန်တော်မှောက်ရင်မှောက်ပြောမရအောင်ပဲပြောနဲ့အန်ဒီကလည်းပညာတတ်ပဲပဲပြုတ်တဲ့ပညာနဲ့ရောင်းတဲ့ပညာကိုတက်တာဗျာသိလားဆိုတော့ကျွန်တော်မတက်ဘူးအဲ့တော့ဒီနိုင်ငံမှာဖြစ်နေတဲ့ပြဿနာကလေဘွဲရမှာပညာတက်ကျန်တဲ့လူတွေကပညာမဲ့မဟုတ်ဘူးကျွန်တော်ပြောပြမယ်10တန်းအောင်နေဆိုတာ10တန်းကပေးတဲ့စိန်ခေါ်မှုကိုအောင်မြင်စွာဖြစ်ကျော်နိုင်တဲ့သူတက္ကသိုလ်ကဘွဲရတယ်ဆိုတာကတက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲကိုအောင်မြင်စွာဖြေဆိုလာနိုင်တဲ့သူစိန်ခေါ်မှုတွေကိုလက်ခံလာနိုင်တဲ့သူဘွဲရတဲ့သူဆိုတော့သိလာမေးမသိဘူးဘယ်သူမှခင်ဗျားတို့အလွတ်ရနေတဲ့ဟာတစ်ခုခင်ဗျားတို့လုပ်တယ်လားအလွတ်ပဲရတာနော်တကယ်မလုပ်တတ်ဘူးအဲ့ဒါဆိုမသိတာအလွတ်တော့ရတယ်တကယ်မလုပ်တတ်ဘူးဆိုရင်အဲ့ဒါမသိတာပဲတူတူပဲမသိတာပဲဆိုမတက်တာပဲပညာတက်တယ်ဆိုတော့တကယ်လုပ်တတ်တာကိုခေါ်တာတကယ်ဥမာထားပါတော့ဗျာကျွန်တော်ကအိမ်ဆောင်နီးပညာကိုကျွန်တော်အလွတ်ရတယ်ပေါ့ဗျာတကယ်ဆောက်တယ်လားမဆောက်တတ်ဘူးဆိုရင်အဲ့ဒါဆိုမတက်တာပဲကျွန်တော်ကတော့ပေါ်လာမသိဘူးဆိုတော့အကောင်လုံးကသူပညာနဲ့သူပညာတတ်တယ်ကြီးပဲအတန်းပညာတက်တဲ့လူနဲ့အတက်ပညာတက်တဲ့လူဒီနှစ်ခုပဲကွာတာဒါပေမဲ့လောကကြီးမှာဘယ်ဟာပိုသုံးဝင်လဲဆိုတော့အတက်ပညာပိုသုံးဝင်တယ်အတန်းပညာအသုံးမဝင်ဘူးဒါကျွန်တော်ဒဲပြောလို့ရတယ်ဘာလို့ဆိုတော့အတန်းပညာသိပြီးကျွန်တော်တို့အတက်ပညာသွားသင်ရပြီအတန်းပညာတစ်ခုနဲ့အားကိုးလို့မရအောင်ဆိုတော့အခုဒုတိယချက်နဲ့ပြောရမိဘတွေကိုကျွန်တော်ပြောချင်တာကလေးတွေကိုခင်ဗျားတို့စာသင်ခိုင်းတာတင်းအချိန်တန်သူ့အရွယ်နဲ့သူလို့သူလောက်ရမယ်ဆိုတော့အခြေခံပညာလေးသင်ဖို့လိုတယ်မှန်တယ်ဒါပေမဲ့ကလေးတွေကသူ့ကျောင်းလေးကိုတက်တယ်စာမွေးလေးပုံမှန်အောင်တော်အဲ့လိုကျင်းတတ်တော့ခင်ဗျားတို့ A မြက်လိုက်ရတာတွေ B မြက်ရတာတော်တင်A မြက်လိုက်ရတယ် B မြက်လိုက်ရတယ် C မြက်ရတယ်ခင်ဗျားတို့အတန်းထဲမှာ E ဖြစ်နေရိုက်တယ်ကလေးတွေကသူ့အရွယ်နဲ့သူလို့ရမယ့်အလုပ်ကလေးကိုပုံမှန်လုပ်နေကျင်းတတ်လိုက်တော့ pressure တွေမပေးနဲ့သူလုပ်နေရလို့ဒီပုံမှန်လုပ်နေကျင်းတတ်လိုက်တော့ A မြက်လို့ B မြက်လို့ကလေးတယောက်ညံရည်တွေမတူဘူးဗျာသိလားဆိုတော့ကျွန်တော်တို့အတန်းထဲမှာစာညံဆုံးကောင်ဆိုတဲ့ကောင်ကအခုကျွန်တော်တို့မော်ကြည့်နေတာဘယ်လိုလုပ်မလဲသူကဈေးရောက်တဲ့တက်ပညာကိုကောင်းအောင်မသိနေကောင်းအောင်မတက်သွားပြီအခုသူဈေးရောက်နေတာကျွန်တော်တငယ်ချင်းတယောက်ရှိတယ်သူကမင်္ဂလေးနဲ့မိတ်ကပ်ပြင်ရတာဝါသနာပါတယ်စာသင်ရတာဝါသနာအောင်ပါအခုဆရာကြီးဖြစ်နေပြီနာမည်ထဲမှာပြောချင်တာကလေအခုကျွန်တော်မော်ကြည့်နေတာအတန်းထဲမှာစာညံ့ပါတယ်ဆိုတဲ့ကောင်မော်ကြည့်နေရတယ်လောကကြီးမှာသူကအတက်ပညာတက်တာဆိုတော့ပြောချင်တာကလေးတွေကိုမြောက်စာသင်ခိုင်းတာတင်းမတိုင်းမဲ့လို့A မြက်လို့ရိုက်တာတွေ B မြက်လို့ရိုက်တာတွေမလုပ်နဲ့သူ့ရင်မှာသူသင်ရမယ့်ပညာလေးသင်ရတာမှန်တယ်ဒါပေမဲ့နောက်တစ်ချက်ခုနကကျွန်တော်ပြောတယ်ဘွဲရမယ့်ပညာတတ်ဆိုတာကြီးမေ့လိုက်အတက်ပညာတစ်ခုခုတက်နေရအကုန်လုံးပညာတတ်တွေကြီးပဲကိုယ့်ရဲ့ကလေးကworkshop ကားပြင်ရတာဝါသနာပါလားပြင်ခိုင်းလိုက်ဆိုင်ငယ်ပြင်ရတာဝါသနာပါလားပြင်ခိုင်းလိုက်နွေရာသီကျောင်းပြင်ရမှာပြင်ခိုင်းလိုက်ကိုကလေးက10တန်းမအောင်ဘူးလား10တန်းမအောင်တာလည်းမင်းသုံးစားလို့မရတဲ့ကောင်ကြီးလို့မပြောနဲ့ကျွန်တော်ပြောတာလေဒီမှာရှိကျောင်းရက်ဝတ်ထဲမှာကြားနေတာ10တန်းမအောင်ရင်သုံးစားလို့မရတဲ့ကောင်ကြီးဘာဖြစ်ညာမဟုတ်ဘူးလေသူဝါသနာပါတာတစ်ခုရှိမယ်ဗျာသူသင်ကျင်တာတစ်ခုရှိမယ်သူကဒီအတန်းပညာလားသူမသင်ကျင်လို့သူမအောင်ဘူးစိတ်ပတ်ဝန်ဆောင်မှုမရှိဘူးဒါနဲ့သူကကားပြင်တဲ့ပညာမှာဆရာကြီးဖြစ်နေတာတချို့ဈေးရောက်တဲ့ပညာမှာဆရာကြီးဖြစ်နေတာဆိုတော့ကျွန်တော်ပြောတာတော့ဘုံနေတာပဲထင်ပါတယ်လူတိုင်းရဲ့ပညာတတ်တွေကြီးပဲတချို့အရှိသေးတယ်ပညာနဲ့လှုပ်စားရတာမှညက်တာမွန်တာဘယ်သူကဘာနဲ့လှုပ်စားနေကြတော့အကုန်လုံးကပညာလှုပ်စားနေရတာကြီးစိုက်ကားနဲ့တူလားစိုက်ကားနဲ့ပညာကိုနဲ့လှုပ်စားရတာပဲပြုံနဲ့အန်ဒီပဲပြုံတဲ့ပညာကိုလှုပ်စားရတာဆိုတော့ဒါကျွန်တော်အောက်ခြေအလုပ်တွေကိုပြောတာကုံဆိုင်မှာဈေးရောက်နေတဲ့သူကလည်းဈေးရောက်တဲ့ပညာကိုလှုပ်စားရတာမိတ်ကပ်ပြင်နေတဲ့သူကမိတ်ကပ်ပြင်နေတဲ့ပညာကိုတက်လှုပ်စားရတာဆိုတော့အတန်းပညာလှုပ်စားနေတရားမှမရှိဘူးကျွန်တော်လောကကြီးမှာကျွန်တော်ကြည့်တယ်တရားမှမရှိဘူးကွန်ပျူတာကိုင်ပြီးစင်းရိုက်တဲ့သူဗျာကွန်ပျူတာကိုင်ပြီးတော့စင်းရိုက်တဲ့ပညာတွေလှုပ်စားနေတာဆိုတော့အဲ့လိုခုကျွန်တော်အဲ့လိုတွေပြောလို့ကလေးတွေကိုစာမသင်ခိုင်းဘူးလားကျွန်တော်လုံးဝမပြောစာမသင်တဲ့လူမပြောဘူးလားစာသင်ရမယ်အခြေခံပညာသင်ခိုင်းရမယ်နာမည်ကိုကြည့်တော့အခြေခံတော့ခင်ဗျားတို့သားသမီးတွေသင်နေရအခြေခံ expert ပညာမဟုတ်ဘူးတချို့အရှိသေးတယ်ကျောင်းတက်နေပြီဒါတော့မသိဘူးလားဘာဆိုင်လဲကျောင်းစာထဲမှာပါမသိမပိုင်မသိဘူးဗျာ9တန်းအစာကို4တန်းရောက်ရင်သိချင်မှသိမှာပေါ့ဗျာဟုတ်တယ်မလားမသိဘူးလေ10တန်းရောက်နေတဲ့လူက9တန်းစာတွေမသိတော့ဘူးဘယ်သူမှလွတ်မရအောင်ခင်ဗျားတို့ကိုယ်တိုင်လည်းလွတ်မရအောင်ပြီးခင်ဗျားတို့မိဘတွေကပြောသေးတယ်ကျောင်းတက်နေပြီဒါတော့မသိဘူးလား10တန်းအောင်ရောက်နေဒါတော့မသိဘူးလားမသိဘူးလေလူကအကုန်လုံးသိနေတယ်သူတရားမှမရှိတာကြီး
ဘသူအကုန်လုံးသိနေတယ်ဘသူရှိတယ်ခင်ဗျားတို့အကုန်လုံးသိလို့လားဆိုတော့ခင်ဗျားတို့ကလေးတွေကိုနိုင်မကျင့်နဲ့ကျွန်တော်ပြောတာလေအဲ့ဒါမျိုးတွေမြင်ကြောင်းရမ်းသေးရတာဆိုတော့ပညာလူတိုင်းပညာတတ်တွေကြီးပဲကလေးတွေကိုစာသင်ခိုင်းမှာမသင်ခိုင်းနိုင်မပြောပါဘူးကလေးတွေကသူ့ရွယ်နဲ့သူတင်မှုလို့ဒါပေမဲ့ A B C တွေခင်ဗျားတို့စွတ်ဆက်ရိုက်နှက်ပြီးမလုပ်ခိုင်းနဲ့ကလေးတွေသူတို့ဝါသနာပါလေးတွေလုပ်ခိုင်းဖို့အားပေးတွန်းအားပေးဒီလားចောင်းစာမနဲ့မိုးလေးចောင်းကနေကျူရှင်ကနေအပြီးစာကြက်သူတို့ဝါသနာပါတော့တခုမှမလုပ်ကြတော့ဆိုတော့ကလေးကကြားရနန်လဘိန်းလုံးတွေဖြစ်သွားသူ့လေမာလေးငဖေတွေဖြစ်ကုန်ကလေးတွေအခုမြတ်တို့သားသမီးကလေးတွေမေးကြည့်လိုက်ဘာဖြစ်ရှင်လဲမင်းဘာမှဖြစ်ရှင်ဘာဖြစ်ရှင်လဲမသိဘူးဘယ်လိုသိမှာအုံနောက်မှာ pressure တွေဘောင်းစုံဝိုင်းပေးနေចောင်းစာဘာသိတယ်မင်းចောင်းစာပဲသိတယ်ကျွန်တော်ဘာမှမသိဘာဖြစ်ရှင်လဲဘာမှဖြစ်ရှင်မေးကြည့်လိုက်ဘာကြည့်လိုက်ဘာဖြစ်ရှင်ဘာမှဖြစ်ရှင်ဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒါကလေးတွေအပြစ်မဟုတ်လူကြီးတွေဝိုင်းဖိထားတဲ့ဒီအုံနောက်ကြီးကိုဝိုင်းဖိထားတော့အုံနောက်ကြီးအပေါ်ကိုကြွတတ်မလားတော့မတွေးတတ်တော့မခေါ်တတ်တော့စာရီလွတ်ရအောင်ကြက်မယ်စာလွတ်ရအောင်ကြက်မှဖြစ်မှာမဟုတ်ရင်ငါ့မိဘငါ့ကိုရိုက်မယ်ဆရာမကိုရိုက်မယ်ဒါပဲတွေးနေတာဆိုတော့ကလေးတွေကဘာမှအတွေးအသစ်အမြင်သစ်နဲ့စိတ်ကူးအသစ်တွေမဖြစ်ပေါ်တော့ဘူးအဲ့ဒါခင်ဗျားတို့ကြောက်ဆိုတော့အခုကြည့်နေတဲ့ဗီဒီယိုကျွန်တော်ကြည့်နေတဲ့မိတ်ဆွေများကျွန်တော်ပြောပြတာကလေးတွေကိုခင်ဗျားတို့လှိမ့်ပိတ်ပြီးတွန်းအားမပေးနဲ့သူလုံနေတဲ့လောက်ကလေးလုံနေရင်ကျင်းလိုက်တော့စွတ်ဆက်မဖိနဲ့သူတို့ဝါသနာပါတွေလှုပ်ခိုင်းဥပမာဂိမ်းဆော့ဝါသနာပါတနေ့2နိုင်လောက်ဂိမ်းဆော့ခိုင်းတယ်ဘာမှမဖြစ်ဘူးဂိမ်းဆော့လို့ညံထိုင်းနေဆိုတာတတင်းကိုဆော့လို့ညံထိုင်းတာဆိုတော့အခုဂိမ်းဆော့မိဘလှုပ်ကျွေးနေကောင်တွေတပုံကြီးပဲဆိုတော့ညီနေမလားတက်တော့တွေပါနေမှာခုချုပ်ကလေးတွေပဲရှိတယ်ဂိမ်းဆော့မိဘကိုပတ်စံနေပြန်ကြော့နေပြောချင်တာသူလူကလေးဆိုသူဝါသနာပါတာကိုလောက်ကမှထူးချွန်တယ်သူကဘောလုံးကန်တာဝါသနာပါလားโอเคတာစာချက်ပြီး2နိုင်လောက်ဘောလုံးထွက်ကန်လာโอเค45မိနစ်လောက်ဘောလုံးထွက်ကန်လာသူဝါသနာပါလေးတွေလောက်ခိုင်းចောင်းသားအေးရမခင်ဗျအေးရတော့ဘာရလဲကျွန်တော်မသိလို့မေးအေးရတော့ဘာရလဲဘယ်ကုမ္ပဏီမှာခင်ဗျားတို့အေးရတဲ့ကောင်လာတာတိုးမပေးဘူးအဲ့ဒါအမှန်တရားဘယ်လာတာတိုးပေးတာရှိလားမင်းကတော့ဆောင်းမွေးမှာအေးရလာတဲ့ကောင်မင်းငါလာတာ9သိန်းပဲမင်းကတော့ရိုးပဲအောင်တဲ့ကောင်4သိန်းပဲမရှိဘူးရိုးကောင်တဲ့ကောင်လည်း4သိန်းဆိုရင်အင်းနဲ့အောင်တဲ့ကောင်လည်း4သိန်းပဲဆိုတော့ပြီးရမိဘတွေအမားတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့လေဘွဲရမှာတို့အလုပ်ကောင်းရမှာကျွန်းဆက်သွန်းနေတာခင်ဗျားတို့ကသိလားကျွန်းဆက်သွန်းနေတာကိုပိုင်အလုပ်ကလေးနဲ့ကိုပိုင်အတွေးခေါ်နဲ့ကိုယ့်အကိုရက်တီဖို့ခင်ဗျားတို့မစူးစမ်းဘူးအဲ့ဒါမျိုးလေခင်ဗျားတို့ပြောင်းပြအောင်ဘွဲရမှာနေအလုပ်ကောင်းရမှာဘွဲရမှာအကျွန်းဆက်သွန်းနေတာဆိုတော့ကလေးပညာသင်ရတယ်ဆိုတော့အတွေးခေါ်တွေတွေးတတ်အောင်လို့အုံနောက်ကလိလာခြင်းစိတ်ရှိအောင်လို့ဒါမှကိုပိုင်ဖောက်ထွန်းညံနေဖြစ်မယ်ကိုပိုင်တွေ့ထွန်းကြစားမှုတွေဖြစ်မယ်ကိုယ့်အလုပ်ကလေးကိုအောင်မြင်လုပ်ဖို့စိတ်ကူးတွေရှိလာမယ်ကိုပိုင်လုပ်ငန်းကိုအောင်မြင်လုပ်တတ်လာမယ်ဒီလိုအတွေးခေါ်တွေရှိမှမဟုတ်ဘူးခင်ဗျားတို့ကျွန်းဆက်သွန်းနေတာဆိုတော့အဲ့လိုကျွန်းဆက်သွန်းတာလည်းရက်ပါကလေးတွေကိုသူတို့လုပ်တဲ့လုပ်လေးကိုပုံမှန်လုပ်နေရင်ကျင့်တတ်ပါပြီးတော့ပညာတတ်ဆိုတာဘွဲရမှာဆိုတဲ့အတွေးခေါ်ယူဖျောက်ပါနော်ကလေးတွေရှိမှလည်းမပြောပါနဲ့လူတိုင်းကကလေးတွေအဲ့လိုကြီးကြားလာတော့ကလေးတွေကဘာဖြစ်လာလဲဆိုတော့လေဘွဲရမှာပညာတတ်ကျန်တဲ့ကောင်ပညာမဲ့ကျန်တဲ့ပညာတွေစိတ်ဝင်စားတော့မိဘတွေကြောင့်ကျန်တဲ့ပညာတွေကလေးတွေစိတ်ဝင်စားတော့မိဘတွေကြောင့်ကလေးတွေမေးလိုက်ပါမင်းကားပညာဝါသနာပါမဝါသနာပါလင်မောင်းတာဝါသနာပါလားဝါသနာမပါဘူးဘာမှဝါသနာမပါဘူးအသက်လည်းကြီးတော့ဘာလို့လောအောင်မသိဘူးမျက်လုံးတွေကကလေးဖြစ်ကုန်တာခင်ဗျားတို့ကြောင့်ဆိုတော့အဲ့လိုမဖြစ်စေနဲ့လူတိုင်းကသူ့ပညာနဲ့သူတားရင်ပညာတော့အားလုံးပညာမိုင်အားလုံးလေ့လာတဲ့နဲ့ကျောင်းဆောင်မှာမဟုတ်ဘူးဒီလိုပြောရမှာဒါမှကလေးတွေကကျောင်းဆောင်မှာမထူးချွန်ခဲ့ရင်တော့မှတစ်ဖက်မှာအတက်ပညာလေးတစ်ခုရှိရလှုပ်ရှားလို့ရသေးတယ်အတက်ပညာတစ်ခုမရှိဘဲနဲ့ခင်ဗျားတို့သားသမီးဘာလို့လှုပ်ရှားလို့မရဘူးအဲ့ဒါခေါင်းထဲထည့်ထားဆိုတော့ကလေးတွေကိုရန် pressure မပေးနဲ့ပြီးတော့ဘွဲရမှာပညာတတ်ဆိုတဲ့အတွေးခေါ်ယူဖျောက်နော်ကလေးတွေသူတို့ဝါသနာပါတွေလှုပ်ခိုင်းပါနော်ပညာမဲ့ဆိုပညာတတ်ဆိုတာဘွဲရမှာပညာမဲ့ဆိုတာဘွဲမရတဲ့ကောင်ပညာမဲ့အဲ့လိုမျိုးအတွေးခေါ်ယူဖျောက်ပါအဲ့နလဘိန်းတို့အတွေးခေါ်ယူခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်